အခုကြည့်ရတာ6မဲ့ပုံပဲ 6မဲ့ပုံပဲဟုတ်6ပါတယ်6တာလားအကိုမေးစရာလေးရှိလို့အခုကြည့်ရတာ6မဲ့ပုံပဲနော်ဟာလား6ညာလားဘယ်6အကိုဟိုအကိုကြည့်ရတာ6မဲ့ပုံပဲနော်အကိုကြောင်းอ่ะကိုမင်းကြလေးရှိလို့ဟုတ်အကိုကြည့်ရတာ6မဲ့ပုံပဲနော်6လား6ပါမ6တေးကြ6မဲ့ပုံပဲနော်ဟောပြောလိုက်ကြလဲကိုကြည့်ရတာ6မဲ့ပုံပဲ6မဲ့ပုံပဲဟုတ်6ပါတယ်6တာလား6ဦးလားအဲ့ဆိုချစ်လို့ရလားမ6ရင်ဟမ်ကောင်းပါလိမ့်ရှိကောင်းမလေးရှိရယ်ကောင်းမလေးရှိလဲချစ်လို့ရမှာလား6လည်းချစ်လို့ရလားကောင်းလေးရှိရယ်ကောင်းလေးရှိရယ်ကောင်းလေးရှိလဲချစ်လို့မရဘူးလားရပါတယ်ရလားပါနော်မကောင်းလေးကိုချစ်လို့ရလားဟာမကောင်းလေးကိုချစ်လို့ရလားမရဘူးလားမရအောင်ပြောကြရရှိလို့ဟုတ်ချစ်လို့ရလားလက်လေးကနာပေးလို့ရလားဒီလက်ကိုချစ်မယ်ပြောတာမကြံအစင်းရထင်သွားတယ်တွေ့လားဟုတ်လက်ချစ်မယ်ပြောတာမမရဲ့ထင်သွားတယ်တွေ့လားအသားရည်6နေလို့ကြံအစင်းရထင်သွားတယ်တွေ့လားအကိုအသားရည်6နေလို့အကိုအသားရည်6နေလို့ပဲတော့ဒီမှာဘင်းပန်းရအောင်ဘင်းပန်းရအောင်ချိုးဆက်ပြရဲသူကလို့ရှိရင်အာနိတင်လန်းပါတယ်ပြီးတော့အစိုးရနဆဖြစ်ပြီးရဲ့အားကြောင့်မလို့ညီမလေးအသားရည်ဆိုပြသွားအောင်လို့ဒီဘင်းပန်းရအောင်ချိုးဆက်ပြရဲလက်ဆောင်လေးပေးခြင်းလို့ပါရှင်ဟုတ်ဒီမှာဘင်းပန်းရအောင်ရေချိုးဆက်ပြရဲဘင်းပန်းရအောင်ရေချိုးဆက်ပြရဲလို့ရှိရင်အာနိတင်လန်းပါတယ်အစိုးရနဆလည်းဖြစ်ပြီးရဲ့ကိုအသားရည်6နေတဲ့အသားရည်ဆိုပြသွားဘင်းပန်းရအောင်ချိုးဆက်ပြရဲလက်ဆောင်ပေးခြင်းလို့ပါရှင်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါကောင်းလေးရ6ကောင်းလေးရ6နော်